အားလုံးပဲမင်္ဂလာပါဒီနေ့ကရုံးကနေပြီးတော့မြို့ရဲကို EV ကအတိကြီးနဲ့လာရတဲ့ခရက်လေးပြပြချင်လို့ပါဒီနေ့ရုံးကနေပြီးတော့ဒီမြို့ရဲဘန်နေသွားဖို့ဆိုပြီးတော့ထွက်လာတော့ကားကဒီနေ့သွားမယ်ကကိုကတော့ပုံမှန်ကိုစီးနေကြdriver မောင်လေးdriver ကတော့စီးမောင်းနေကြ driver ပါပဲစီးနေကြကားပဲထင်တာပေါ့နော်ထင်တော့ရုံးရှိရောက်တော့မှကိုတက်မယ်ကားကိုကြည့်လိုက်တော့ EV ကအသစ်ကြီးပေါ့အဲ့ကိုင်းနဲ့သွားမှာဆိုတော့ကိုလဲထွက်တော့ကိုကအဲ့မှာစ EV ကခရက်ကအဲ့မှာစတာပေါ့နော်အဲ့ဒီမှာကိုကကားဖို့တက်မလဲဆိုတော့ကားတကားဖွင့်မှုကွယ်ကားတကားမှာလက်ကရှာမတွေ့ဘူးလက်ကိုင်းရှာမတွေ့ဘူးပေါ့နော်တကားဖွင့်မှုဒါပေမဲ့ तू ကတကားမှာတော့ဒီလိုလက်ကိုင်းအရာဒီလို4000အရှိတီတကူတော့တွေ့တယ်တော်ကိုကဒါလက်ကိုင်းပဲဆိုတာတော့သိတယ်ပြီးတော့ကိုအဲ့လက်ကိုင်းကအပြင်ကနေနှိပ်ပြီးဒီလက်ကိုင်းထွက်လာမလားပေါ့ထွက်မလာတော့အဲ့ဒီမှာဒီ driver မောင်လေးကနေပြီးကားမှန်ချပြီးတော့အမအရှိကနေတက်ဆိုတော့အေးဟုတ်တယ်နင်းရှိကတက်ဆိုရင်ကတက်မယ်လေဒီပဲနေ့တကားကိုဘယ်ဖွင့်ရမှာလဲကလက်ကိုင်းရှာမတွေ့ဘူးဆိုတော့မှအဲ့မောင်လေးကဟုတ်တယ်အမရဲဆိုသူကအဲ့မှာခလုတ်တကလေးတကူအဲ့တက်စခရင်လားပါခလုတ်ကလေးလားမသိဘူးနေပြီးတော့သူကအထဲကနေအော်တိုထုတ်ပြီးလိုက်တော့မှမဲလက်ကိုင်းကထွက်လာတော့မှကိုကုနဲ့နှိပ်လိုက်တဲ့နေရာကနေပဲလက်ကိုင်းလေးထွက်လာတော့အဲ့လက်ကိုင်းလေးနဲ့အဲ့တော့မှတကားကိုဖွင့်ပြီးတော့ကိုကကားပေါ်တက်ထိုင်ရတာပေါ့နော်ကားပေါ်ရောက်တော့ကိုကရီတာပေါ့ရီတဲ့ driver သူကလည်းရီကိုကလည်းအဲ့လိုဒီကလိုငါ့ကိုလို့ခေါက်ကက်တက်တာပြောနေရလို့လက်ကင်တကားမှလက်ကင်မတွေ့ပါဘူးဆိုလို့ဟုတ်တယ်အမကျွန်တော်လည်းဒီကားကြီးမရေးနေသေးဘူးဟေးနေဘာလို့မရေးနေရကျွန်တော်ကဒီနေ့မှလည်းဘောက်ကြည့်ပဲဆိုပြီးတော့ကျွန်တော်ထုတ်လာတာကျွန်တော်လည်းဒီကားကြီးမရေးနေသေးဘူးတဲ့ဟဲ့ဒုက္ခပဲဆိုတော့ကားပေါ်ရောက်တော့နှစ်ယောက်သားဒီလေးရတဲ့ EV ကားခရက်စတော့တာပေါ့ကွယ်အဲ့လိုမျိုးအဲ့နဲ့ EV ကားကြီးစီးပြီးတော့မျိုးလေးကိုလာတက်လည်းမစီးရဘူးလူကသူကလည်းဒီ EV ကားကြီးမြင်းနေဘူးဆိုကြောက်တယ်လေကွာရှေ့ကိုင်းပါထားပြီး EV ကားကြီးထိုင်စီးယူတာငါလည်းမပြောနိုင်ဘူးအပြီးကိုလည်းရီးစင်တာအရင်ပဲအဲ့ EV ကားခရက်လာတော့မျိုးလေးရောက်တော့လည်းအဲ့လိုပဲကိုကဘန်စီဗီဘန်ပေါ်တက်ကိုတက်မယ်လဲဆိုတော့ပါကင်ထိုးတော့လည်းအဲ့လိုပဲကားပါကင်ထိုးနေရင်နဲ့ brake ကိုဟုံးဆိုတော့စောင့်လိုက်တော့အုံးဆိုလန့်သွားနော်ဒီကားသမား driver မော်လေးကလည်းလန့်တာပေါ့တော့ဟာသွားပြီတဲ့ဆိုတော့ဟဲ့နေမတိုက်မိတာလေဒီကားကြီးအတစ်ကြီးပေါ့နော်အတစ်ကြီးဆိုတော့နင်းတိုက်မိရင်တော့ရောရမှာပေါ့အကွာလေးစိတ်ပူသွားရောရမှာလားမသိဘူးနင်းတော့ရောရမှာဟဲ့ကြီးအောင်ဆိုတော့မှ तू ကနောက်ကျတော့ဟာမိုးမတယ်ကျွန်တော်သိပြီလေဟဲ့ဘာလို့လဲမလို့အနောက်ကတကူတိုက်မတိုက်မိဘူးမနောက်မှအလူကြီးတဲ့ဟောတော့ကျွန်တော်သိပြီတဲ့အေးဘာသိတာလဲလို့မျိုးလေတော့အဲ့ချိန်မှာကိုရီဒီလိုဘတ်ဆုပ်ပါကင်ထိုးနေတယ်ဘတ်ဆုပ်ပြီးပါကင်ထိုးနေချိန်မှာကိုရီကားရှိကနေပြီးတော့ကောင်းလေးတစ်ယောက်ကဖြတ်သွားတဲ့အချိန်မှာကိုကားနဲ့သူနဲ့တော်တော်ကတ်နေတာပေါ့နော်သူတို့ကဖြတ်သွားကတ်တယ်လို့ဖြစ်သွားတော့သူအဲ့မှာအဲ့ဒါကြောင့်မို့လို့တဲ့ brake ကိုတော့စောင့်အောင်လိုက်တာတဲ့ဆိုသူ့ရဲ့ auto system ကသူကချိန်ထားတာပေါ့နော်သူဒီကားနဲ့ EV ကားတွေကတဲ့ကိုလည်းတိတ်တော့နားမနေပါ EV ကားတွေကကိုကားနဲ့အကွာဝေးဘယ်လောက်မှလူရှိရင် auto brake ဥတာဆိုလာပဲအဲ့နဲ့ဟဲ့ဟလာလို့ဆိုဟုတ်တယ်အမအဲ့ဒါကြောင့်ဖြစ်မယ်ဆိုအဲ့တော့မှလူတော့ပါသေးဟဲ့လို့ဆိုပြီးတော့အမလေး EV ကားကြီးတွေပြိုရဲသွားတယ်ခရက်တောင်းတလည်းမစီရဘူးကားသမားလည်း driver လည်းမကျွမ်းကျင်ဘူးလေဒီကားကြီးကိုတဲ့အဲ့နဲ့ဒီနေ့ EV ကားနဲ့သွားတယ်ခရက် EV သွားနေမျိုးတဲ့သွားတယ်ခရက်ပါလို့အဲ့ဒါလေးပြပြချင်လို့ပါ